ပိုင်းလန်တယောက်တောတောင်တွေကိုဖျက်ကျော်ပြီးတော့ဆက်ရက်ခတ်ခရစ်နှင်ပြီးတဲ့အခါမှာတော့ချမ်းမျိုးတော်စီကိုရောက်လာခဲ့ပါပြီဝမ်းရည်အတွက်မြေဆောင်ဘိုးဘိုးကြီးပေးလိုက်တဲ့ရွှေတုံးတွေနဲ့ဖြည့်ရှင်းနိုင်ခဲ့ပါတယ်ထိုအခါပိုင်းလန်ကဒီမျိုးမှာဆရာတော်သတင်းသုံးတဲ့နေရာကိုမေးလိုက်ပြီးစိုင်းချင်းညွန်ပြတဲ့ဆရာတော်သတင်း300ကျောင်းသားကိုထွက်လာခဲ့လိုက်ပါတယ်ဆရာတော်စီရောက်တဲ့အခါမှာကျွန်တော်ချမ်းသာကိုနောက်ဘက်ကောင်းကင်ဘုံစီပြန်ပုတ်ပေးခြင်းလို့ပါကျွန်တော်ကိုလိုက်ဖို့ပေးပါလို့ပြောတဲ့အခါဆရာတော်ကလက်မခံပဲပိုင်းလန်ကိုကန်ထုတ်ပစ်လိုက်ပါတယ်မြေပေါ်မှာမောက်ရက်လဲနေတဲ့ပိုင်းလန်ကကျန်းသာကိုလိုက်ဖို့ပေးဖို့သာပြောနေတာကြောင့်နားကြီးမခံနိုင်တော့တဲ့ဆရာတော်ကဘယ်လက်သီးနဲ့ကျွေးမဲ့အပြုတ်မှာခွေးနယ်ကြီးစီးပြီးတိတိကျကျအစေခံနတ်မင်းကြီးရောက်လာတာကြောင့်အာယုံပြောင်းသွားခဲ့ရပါတယ်ထိုအခါနတ်မင်းကြီးကဆရာတော်နဲ့မဆိုင်ရင်ဘေးဖယ်နေပါငါကဝင်ပတိမိစ္ဆာကိုပေါ်မှာရှိနေတဲ့ကျန်းသာကိုပဲလိုချင်တာပါလို့ဆိုပါတယ်ချက်ချင်းပဲပိုင်းလန်စီကကျန်းသာယူဖို့သူ့ရဲ့တပည့်ကျော်စောနပွေ2ယောက်ကိုလွှတ်လိုက်ပါတယ်ပိုင်းလန်ကသူ့ကိုကယ်ပါအောင်လို့ဆရာတော်ကိုပြောပေမဲ့ဆရာတော်ကလက်မကြည့်ပဲကျောင်းတောင်တွေကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့ပိုင်းလန်အတွက်ကတော့စောနပွေကိုတိုက်ကွက်တစ်ခွက်ထဲနဲ့နိုင်ယူလိုက်ပါတယ်မင်းကတော်သားပဲလို့နတ်မင်းကြီးကပြောပြီးသူ့ရဲ့စလုံးပုံတိုင်းခွက်ကိုထုတ်ပြီးပိုင်းလန်ကိုတိုက်ခိုက်လိုက်ပါတယ်ပိုင်းလန်တယောက်ကတော့နတ်မင်းကြီးရဲ့နှိမ့်ဆက်ခြင်းကိုအပြည့်အပြည့်ခံစားနေရရှာပါတယ်နတ်မင်းကြီးကအပေါ်ကိုပြန်တက်လိုက်ပြီးမောက်ခုံလဲနေတဲ့ပိုင်းလန်ကိုနဲချလိုက်တဲ့အခါမှာဆရာတော်ကပိုင်းလန်ကိုကယ်ထုတ်သွားခဲ့ပါတယ်ဒီစကားတွေကဆရာတော်ကအရင်တော့ကကျွန်တော်တို့သိကြတဲ့မေတ္တာရှင်ဆရာတော်မဟုတ်တော့ပါဘူးတိုင်းနေတက်နေပါပြီဆရာတော်လည်းကျမ်းသာပေးရခဲ့တဲ့ကနတ်ပြည်မှာဖြစ်ပျက်ခဲ့တာတွေကိုမြင်အောင်သွားခဲ့ပြီးကွယ်ရမယ်တော့ကိုပြောလိုက်ပါငါဆိုတဲ့ထန်းဆန်သားဟာအရင်တော့ကလို့မင်းတို့နတ်တွေခိုင်းမယ်မဟုတ်တော့ဘူးအတိတ်ကဖြစ်ခဲ့တာတွေအားလုံးကမင်းတို့အကွက်ဆင်ခဲ့လို့ပဲမင်းတို့ကငါရဲ့စိတ်ကိုသိတော့ကျမ်းသာကိုယူခိုင်းဖို့သုံးချခဲ့ကြတာပဲအဲ့ဒီနောက်မှာငါဟာ16နှစ်လုံးတော့အိပ်ပျော်နေသူဖြစ်ခဲ့ရတယ်အခုတော့ဒီကလေးကြောင့်ငါရဲ့အတိတရားတွေပြန်လဲနှိုးထားသေးခဲ့တယ်ငါအိတ်တာတော်တော့ပြီလို့ပြောပြီးနတ်မင်းကြီးကိုဘယ်လက်သီးနဲ့ကျွေးလိုက်ပါတော့တယ်ဆရာတော်ကဘယ်လက်သီးညာလက်သီးတွေနဲ့တတိုက်ကျွေးပြီးနတ်မင်းကြီးကိုအပြင်းပြင်းစော်နေတော့တာပါအစေကနတ်မင်းကြီးလည်းဒေါသထွက်သွားပြီးသူ့ရဲ့အားအကောင်းဆုံးတိုက်ပွဲဖြစ်တဲ့ခန္တီမခဲအောင်ဆက်ဝင်းတိုက်ပွဲကိုထုတ်သုံးလိုက်ချိန်မှာပိုင်းလိုင်ကမေမျောနေရမှာနှိုးထလာခဲ့ပြီးမိနကားအသွင်ဖန်ဆင်းကအစေကနတ်မင်းကြီးကိုကိုက်ချီပြီးထန်းထန်ဆန်ကျောင်းနဲ့ဝင်ချလိုက်တာကျောင်းတော်ကြီးမှာမိလောင်ပျက်စီးသွားခဲ့ရပါတယ်အစေကနတ်မင်းကြီးခမရမှာတော့မိဘုံကြီးထဲမှာမရှုမလှရှုံးနေသွားခဲ့ရပါတယ်ဆရာတော်ထန်းထန်ဆန်ကတော့ထိုအဖြစ်ပြက်ကိုကြည့်ပြီးအံ့အားသင့်နေခဲ့ရပါတယ်အဲ့ဒီလိုနဲ့ပိုင်းလိုင်ကိုရှေးအောင်ဖျားเจ้าတစ်ခုနဲ့ခေါ်သွားခဲ့ပါတယ်ဖျားเจ้าရဲ့မြေရောက်ခန်းထဲမှာတရုတ်ဝဲစွာသိသိထားတဲ့ပြည်စည်းတချို့ကိုဝင်ယူကြရမှာဖြစ်ပါတယ်မြေရောက်ခန်းထဲရောက်တဲ့အခါကျိန်သာတိုက်ခံထားရတဲ့ငကားတကောင်ကိုတွေ့ရပြီးဆရာတော်က16နှစ်တုန်းမြေရောက်ခန်းထဲမှာသိသိထားတာဖြစ်ပါတယ်ထိုတကားအမိကအော်ရွှဲတို့ခေါ်ပြီးတော့သူဟာရှစ်ပင်တဲ့တကားမင်းရဲ့တတိယမြောက်သားတော်ဖြစ်ပါတယ်သူဟာရန်ဆိုးသွမ်းလုံးလာကြောင့်တကားမင်းကြီးကမောင်းထုတ်ပစ်လိုက်ပါတယ်မောင်းထုတ်ခံရတာတော့ဆိုးသွမ်းနေသေးတာကြောင့်ကွယ်ရမယ်တော်ကသူ့ကိုဖမ်းပြီးကျိန်သာတိုက်ကမြင်းပြူတကောင်ဖမ်းသိမ်းပေးလိုက်ပြီးဆရာတော်ရဲ့စီးတော်မြင်းကြီးဖြစ်လာခဲ့ရတာပါအဲ့ဒီနောက်ဆရာတော်ကသူ့ကိုယ်ပေါ်မှာငွေရ3ချောင်းစိုက်ပေးထားတယ်အဲ့ဒါကိုနှုတ်ပေးလိုက်ပါလို့ပိုင်းလန်ကိုခိုင်းလိုက်ပါတယ်ပိုင်းလန်လည်းအ3ချောင်းကိုနှုတ်လဲပြီးရောအော်ရွှဲကချက်ချင်းပုံစံပြောင်းသွားပြီးပိုင်းလန်ကိုတိုက်ခိုက်ပါတော့တယ်အဲ့ဒီနောက်ခေါင်းမိုးကဖောက်ထွက်သွားပြီးလွတ်လပ်မှုရချင်းမှာပဲမျိုးနဲ့ပတ်ပြီးတော့တောင်းကျမ်းပါတော့တယ်ဆရာတော်သိသိထားတဲ့ပစ္စည်းတွေထဲမှာစွန်းကုန်းကိုထိချုပ်တဲ့ရွှေတန်ကွင်းဆိုလေးလည်းရှိနေခဲ့ပါတယ်အော်ရွှဲတယောက်ကတော့မျိုးနဲ့ပတ်ပြီးတောင်းကျမ်းနေတော့မှဘဝပြောင်းကျိန်သာစွမ်းပြလာပြီးဆရာတော်စီပြန်ရောက်လာခဲ့ပါတယ်ထထထမင်းငါ့ကိုဘာလုပ်လိုက်တာလဲတော့ဒေါသတကြီးအော်ပြောလိုက်ပါတယ်ထိုအခါဆရာတော်ကငါမင်းကိုဘာမှမလုပ်ဘူးကမင်းကိုဘဝပြောင်းကျိန်သာတိုက်ထားသူကကွမ်းရင်မယ်တော့ပဲသူကမင်းပေါ်တိုက်ထားတဲ့ကျိန်သာကိုတကူတကလာဖယ်ရှားပေးမယ်ညာထင်နေတာလား16နှစ်လုံးမှာငါကမင်းကိုငွေရ3ချောင်းစိုက်ပြီးကျိန်သာကိုနှိမ်ပေးတာကြောင့်ရှင်းပြခဲ့ပါတယ်ဆရာတော်ကနာကျင်ခံစားနေရတဲ့အော်ရွှဲအဖြစ်ကိုကြည့်ပြီးမင်းနာကျင်ခြင်းကိုခံစားတတ်ပြီလားလို့ပြောကအော်ရွှဲလက်မင်းကိုဒေါသတကြီးနဲ့ညှစ်ထားလိုက်ပါတယ်ဆရာတော်ဘာကြောင့်ခုလိုဒေါသတကြီးလောက်ရတယ်လဲဆိုရင်ဆရာတော်လူဘွားတော်ကအော်ရွှဲတတ်ခဲ့တဲ့လူတွေထဲမှာဆရာတော်မိန်းမဖြစ်သူလည်းပါသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အော်ရွှဲကိုမတတ်ဖဲငွေရ3ချောင်းနဲ့ရင်ဝက်ကိုထိုးဆိုင်ပြီးကျိန်သာကိုခဏနှိမ်ထားပေးလိုက်ပါတယ်အော်ရွှဲငါမင်းကိုမတတ်ဘူးဒါပေမဲ့မင်းငါတို့နဲ့လိုက်ခဲ့ရမယ်ဒါပေမဲ့မင်းကရင်တော့လို့မြင်းတကောင်နေနဲ့မဟုတ်ပါဘူးလို့ဆရာတော်ကဆိုပါတယ်ကျိန်သာပြေဖို့အတွက်ဆရာတော်နောက်ကိုလိုက်နေအောင်မှဖြစ်တဲ့အော်ရွှဲလဲဒေါသဖြစ်အောင်ပြင်ဘာမှမတတ်နိုင်တော့ပါဘူးတစ်ဖက်မှာတော့ခွေးဘလူးစီနတ်မင်းကြီးပြန်မလာတာကြောင့်ရင်ကန်နတ်မင်းကြီး3ပါးနဲ့နတ်သမီးတစ်ပါးတို့ကဆရာတော်အကြောင်းဆောင်ကိုလာရှာနေခဲ့ကြပါတယ်ဆရာတပည့်နှစ်ယောက်ခရီးထွက်ခဲ့ကြရင်6သွေးတဲ့တောင်ကုန်းတစ်ခုကိုရောက်တဲ့အခါမှာလက်ဖေးဆိုင်တစ်ခုကိုတွေ့တာကြောင့်ဝင်ထိုင်ခဲ့ကြပါတယ်အော်ရွှဲကတော့နောက်ကလိုက်လာခဲ့ပြီးအဝေးတနေရာတစ်ပင်ပေါ်ကနေဆရာတော်တို့ကိုစောင့်ကြည့်နေခဲ့တာပါဆိုင်ပိုင်ရှင်ကဒီဆိုင်မှာအကောင့်ဆုံးအသားပေါက်စီရှိကြောင်းပြောပေမဲ့ဆရာတော်ကထိုးပေါက်စီကိုမမှာပဲတစ်တိနှစ်ပွဲကိုသာမှားထားခဲ့ကြပါတယ်တကယ်တော့ဒီလက်ဖေးဆိုင်ကမကောင်းသောမိသားစုရဲ့ဆိုင်ဖြစ်ပြီးအသားပေါက်စီစောင့်ပြီးသူတွေဟာပြူသားခံကြရမှာဖြစ်ပါတယ်ဆိုင်ပိုင်ရှင်မိစ္ဆာကဆရာတော်တို့ကိုအသားပေါက်စီသုံးပြီးပြူသားလို့မရတာကြောင့်သူ့ရဲ့မိစ္ဆာအစွမ်းနေထုတ်သုံးပြီးဆရာတော်တို့ကိုဖမ်းဆီးလိုက်ပါတော့တယ်အလစ်တိုက်ခိုက်ခံလိုက်ရတာကြောင့်ဆရာတော်တို့လည်းတီကောင်မိစ္ဆာရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ထဲမှာကလေးငယ်လေးတအူးလေးပါသွားခဲ့တာပါဆိုင်ပိုင်ရှင်လည်းသူ့ဆိုင်ကိုပုံမှန်အတိုင်းပြန်ဖွင့်ဖို့လုပ်နေတော့မှအော်ရွှဲရောက်လာပြီးငါကသူတို့ကိုစားခွင့်မပြုဘူးလို့ဆိုပါတယ်မြေရောက်ထဲရောက်သွားတဲ့ပိုင်းလန်ကတော့ဆရာတော်နဲ့ကွဲသွားခဲ့ပါပြီဖမ်းပြီးတဲ့လူတွေကိုခုတ်ဖြတ်နေတဲ့ဖက်တီးနဲ့သူ့အမေဖြစ်သူမိစ္ဆာတီကောင်မတ်ရင်လာကိုတွေ့လိုက်ရပါတယ်လူသားပေါက်စီတွေနဲ့အခန့်ခဲ့ပေမဲ့ရှောင်းပိုင်ကဓာတ်တွေကိုမစားကြင်ကြောင်းနဲ့ဆရာတော်ကိုပြန်လွတ်မပေးရင်နင့်ကိုတတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်မြေပြင်ပေါ်မှာတော့အော်ရွှဲနဲ့မတ်ရင်လာယောက်ျားတီကောင်မိစ္ဆာတို့ကရှင်ပြိုင်တိုက်ခိုက်နေခဲ့ကြပါတယ်အမှန်တကယ်တော့ဒီမိသားစုကရင်ဘွားတော်ကလူယုံမရွာသားတချို့ရဲ့မီးရှို့တပ်ဖြတ်ခြင်းကိုခံကြရပြီးနာကြီးမုန်းတီးမှုတွေနဲ့တိတ်ဆုံးခဲ့ကြပြီးတီကောင်မိစ္ဆာတွေဖြစ်လာခဲ့ကြတာပါရှောင်းပိုင်ကတော့မတ်ရင်လာကိုအသေးအတန်တိုက်ခိုက်နေရပြီးမတ်ရင်လာကမှုတ်လိုက်တာကြောင့်ပိုင်းလန်မျက်လုံးတွေမမြင်ရတော့ပါဘူးဖက်တီကဖမ်းချုပ်ထားပြီးညှက်တက်တဲ့အခါပိုင်းလန်ကမိနကားအတွင်ဖမ်းဆင်းလိုက်တာကြောင့်ဖက်တီမီးလောင်သွားခဲ့ရပါတယ်တာဖြစ်သူမီးလောင်သွားတာကြောင့်မတ်ရင်လာကငါတို့တွေဘယ်အချိန်ထိမီးလောင်ခံနေရအောင်ပါလဲလို့အော်ပြောလိုက်က
သူ့ရဲ့အစွမ်းတွေကိုညှစ်ထုတ်တိုက်ခိုက်ပါတော့တယ်ထိုအခါပိုင်းလန်လည်းဖမ်းချုပ်ခံလိုက်ရချိန်မှာဆရာတော်ရောက်လာပြီးတိုက်ခိုက်ပါတော့တယ်မြေပေါ်မှာတိုက်ခိုက်နေကြတဲ့အော်ရွှေကလည်းဒီကောင်ပိတ်စာကိုအန်ကျိတ်တိုက်ကအနိုင်ယူလိုက်ပါတယ်အော်ရွှေလည်းအောက်ကိုဆင်းလာပြီးတိုက်ခိုက်တာကြောင့်နောက်ဆုံးမှာတော့3ယောက်ပေါင်းပြီးတီးလိုက်တာမိုက်ရင်လာတယောက်ဝင့်ညင်ချုပ်သွားခဲ့ရပါတယ်ထိုအခါဆရာတော်ကသင်ကလူသားတစ်ယောက်ဖြစ်ခဲ့တော့ကကြီးမားတဲ့အမုန်းတွေကြောင့်မကောင်းသောဘဝကိုရောက်ခဲ့ရတာသင်ဒီတဲ့ဆက်ပြီးမိုက်နေရင်တော့အဝီးသီးသွားဖို့ပဲရှိတော့တယ်လို့ဆိုလိုက်ပါတယ်ဆရာတော်နောက်ကိုလိုက်လာတဲ့ကလေးငယ်လေးကိုရှာခဲ့ကြပြီမဲ့မတွေးတာကြောင့်မြေပြင်ပေါ်ကိုတက်လာခဲ့ကြပါတယ်မိသားရန်ကအေးပြီးလို့တွေးနေတော့မှရန်ကန်နှက်ရှိပါတဲ့ကတပားဖြစ်တဲ့ဘိုင်ရွှင်းကြီးကျင်ကန်လို့ခေါ်တဲ့နတ်သမီးတစ်ပါးကအိမ်ခေါင်မိုးပေါ်ကထိုင်ဆောင်နေတာကိုတွေးလိုက်ကြပါတယ်ထိုအခါနတ်သမီးကဆရာတော်တို့အညံ့ခံပြီးကျမ်းစာကိုပြန်အပ်ဖို့ပြောပါတယ်ထိုအခါဆရာတော်ကအော်ရွှေနဲ့ပိုင်လန်အနောက်ဘက်သို့ခီးသွားခြင်းရဲ့ဒုတိယစီးမြင့်ကိုအသိမြင်ကြတော့လို့ဆိုလိုက်ပါတယ်ဒုတိယစီးမြင့်ဆိုတာဘာမှမသိတဲ့အော်ရွှေနဲ့ပိုင်လန်တို့နှစ်ယောက်ကကြောင်တောင်တောင်ဖြစ်နေချိန်မှာဒုတိယစီးမြင့်ဆိုတာထွက်ပြေးခြင်းပဲလို့ပြောပြီးထွက်ပြေးကြပါတော့တယ်